Hello,အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ Gardening Horizon ဆိုတဲ့ game ရဲ့ part 3 အဖြစ်ကျွန်တော်ဆော့ပေးမှာဖြစ်ပါတယ် Watering can အကုန်ဝင်လိုက်မယ်10ခုလောက်တော့ဝင်လိုက်မယ်ခုနကကျွန်တော်စိုက်ထားတဲ့အပင်တွေရော game က error တက်တာဩဒီမှာမပြောသေးကြကျွန်တော် mutation တွေရရတယ်ပေါ့နော်ခုမယ်နားလေးမှာရှိတယ်နားလေးမှာပြောသေးလေးတွေ့လိုက်တယ်မဟုတ်ဘူးကျွန်တော်မျက်လုံးမှာမျက်စိမှာအကောင်လုံး harvest လုပ်ပြီးတော့ကျွန်တော်သွားရှောင်းပါမယ်။ပတ်စံ2000လောက်ရ2000 6000လောက်ရတယ်မဆိုးပါဒီတစ်ခါ stop ဖြစ်ရင်တော့တေချာလေးဝင်ပါနော်ဒီအခုတော့ကျွန်တော်တို့ဒီစက္ကန့်20စိတ်လောက်ပဲရှိရဆိုကျွန်တော်ခဏစောင့်ကြည့်လိုက်မယ်ပေါ့နော်3 2 okay ဘာလဲ stop လဲကြည့်မယ်ဆိုရင်တော့ဖြင့်ဘာလဲ stop လဲကျွန်တော်ဘာမှ store တာမတွေ့ဘူးပေါ့နော်ကျွန်တော် garden လေးကတော်တော်လေးတော့တိုးတက်နေပြီဆိုတော့အကုန်ခူးမယ်ဗျာလုံးဝအကုန်ခူးပြင်မယ်လိမ္မော်သီးလည်းအများကြီးပဲဒီလိမ္မော်သီးလည်းခူးရမယ်လိမ္မော်သီးခူးလို့မရသေးဘူးလိမ္မော်သီးကတော့ကျွန်တော်ခူးလို့မရသေးဘူးဆိုတော့ပြောသေးလေးခူးရင်ကောင်းမယ်တဲ့ strawberry အကုန်ခူးမယ် strawberry ရတဲ့ကောင်တွေကအခုမှစတီးတော့ဆိုတော့ okay 9000ဝင်းကျင်တာမဟုတ်1000ကျော်2000တော့ရှိနေပြီကျွန်တော်9000လောက်ထင်နေကွန်စီတွေကိုကျွန်တော်စိုက်ရမှာတဲ့သူပြောတာတော့ကွန်စီတွေစိုက်ရမှာဆိုတော့ကျွန်တော်မဝယ်ခြင်းပင်မဲ့လည်းဝယ်ရအောင်ပဲပြကွန်စီတွေစိုက်ရမှာဆိုတော့ဥနီပဲကျန်တော့ဘယ်အောင်ဝယ်သွားလဲမသိရောငါပဲဝယ်လိုက်တာလည်းမသိပါဘူး okay ခုနားမှာ share စိုက်မယ်ကွန်စီကောင်းနဲ့တစ်ခါဆိုင်ပြီးအများကြီးပေါက်တာဒီကောင်းလေးကောင်းတော့တော်တော်ချီးကျူးတယ်ဟိလားโอเคဆိုင်မယ်ဒီနားမှာပြုံကြီးဆိုင်လိုက်တာနော်အဲ့လိုလည်းပြုံကြီးဆိုင်လို့ရပါဟုတ်သားပဲโอเคဒါပြီးရင်ကျွန်တော်တို့ watering can တွေကောင်းလေးမြန်ရေလောင်းပေးလိုက်မယ်โอเคဟိုလည်းတော့မြန်ဆက်ဆန်လေးတော့ထွက်ကြတာဒါတွေအကုန်ခူးမယ်ဗျာဒါပြင်ရောကျက်တုံပင်နေလဲကျွန်တော်စိုက်ပါမယ်ဒီမှာဒီကောင်ကတကောင်လေးဖြစ်နေတယ်ဒီကောင်ခူးလိုက်မယ်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာခုန course လုပ်တဲ့အချိန်မှာ course ကတော့မပြီးသေးဘူးလားပြီးပြီလားမသိလောလောဆယ်ဒီထဲမှာကြည့်မယ်ဆိုတော့ကျွန်တော်ရဲ့ index ကတော်တော်လေးတော့များနေမှာနော် banana တွေ orange တွေကလည်းတော်တော်လေးကောင်းတဲ့အထဲမှာပါတယ်ဆိုပါဦး apple ကလည်းမစိုး beetroot ရဲ့ကက်ရက်ဆိုတော့mushroom တွေ onion တွေလည်းမစိုး bell pepper ကောင်းပါတယ်အကောင်ကတော့ကျွန်တော်စိုက်ဘူးနေတာပဲပေါ့နော်တချို့တလီပဲမစိုက်ဘူးလားကျွန်တော်3ပုံ2ပုံလောက်တော့စိုက်ဘူးတပုံကမစိုက်ဘူးသေးဘူးဆိုတော့ okay စက္ကန့်20ဆိုတော့ကျွန်တော်စက္ကန့်20ဆိုတော့ခဏတော့ဟိုသွားဒီတော့သွားလိုက်အောင်ပါကွန်စီရ okayကွန်စီကနည်းနည်းပဲစိုက်ရတော့မယ်အဲ့တော့ store တော့ဖြစ်ပြီဆိုတော့ဒီတစ်ခါစပားတွေပါဖြစ်တာစပားစိုက်ပြီလေ9ခုတော့ store တာနော်ညကြောက်စရာကြီး9ခုတော့ store တာပတ်စံမရှိတဲ့ကောင်တွေတော့လုံးဝသွားပြီပတ်စံသွားစုနေရကွန်စီအကုန်ဝယ်ကွာကြားတယ် let's go ကားရန်ပြန်မယ်နော်အမျောကြီးရလိုက်တယ်စပားတွေပါရအောင်နော်နားလေးမှာတပင်ဒီနားလေးနည်းလေးချပြီးစိုက်မှာဗျာအဲ့မှာကောင်းနဲ့အကြီးမြန်မလားကောင်းနဲ့မျိုးပွားတာရှေ့မြန်မလားဘာလားမသိတော့ okay စနေရှိပူပင်စရာမလိုတော့ရောရှေ့လောင်းပြလိုက်ပြီ okay 17မိနစ်တင်ဒါပေမဲ့ရေလောင်းလိုက်တော့ကောင်းနည်းနည်းလေး 2 speed ဖြစ်သွားတယ်ပေါ့နော်တော်တော်လေးတော့မြန်သွားရေလောင်းလိုက်တော့ပြင်ကျွန်တော်တွေကွန်စီရောရှာပဲမို့ inventory မှာကွန်စီလို့ပါတော့ကိုဒီနားမှာစိုက်မယ်ဒါပြင်ကျွန်တော်တို့ backpack ထဲမှာ strawberry seed ကိုဒီနားလေးမှာစိုက်မယ် okay
ဒါပြီးရင်ကျိုးဟွာ beetroot လေးတွေဒီနာတဝိုက်မှာဒီနားလေးမှာဆိုင်ကောင်လေးကဟိုလိုအကြီးတွေဒီလိုမျိုးအကြီးတွေထွက်တာမဟုတ်တော့အဆင်ပြေတယ်ဗျာကောင်ယူရဲကောင်ယူကြတယ်ပေါ်တက်လို့မရဘူးလားမသိဘူးဟာပေါ်တက်ချင်တာခက်ခဲလွန်းလာဒီနားတွေမှာမရှိတော့နော်โอเคဒီပေါ်တက်မှာဒါပြီးရင်ကျိုးမပြောသေးပင်စီသွားမယ်ဗျို့โอเคပေးโอเคဟောလဲမှဲ့နေပြီဆိုတော့ဒီကောင်လဲကောင်ခူးอ่ะမှုတွေကလည်း share ထွက်တာအေးခူ strawberry အိုးစပါးလေးတွေကတော့ကျော်ဒီရှေ့လာပြီပေါ့နော်36ဆိုတော့သွားပြီးဖွာလို့လိုက်အောင်မရှောင်းလိုက်အောင်ဘာညာစမကလာအောင်ဖွာချီတော့မတထဘလောက်ရလဲဘလောက်ရဟငါလည်းမမြင်အောင်အိုးဟ3000ကျော်ကြီးတော့ဟဟုတ်တယ်ဒါလာဟွာတွေဝယ်မယ်sprinkler တွေဝယ်မယ်ပတ်စံရှိပါပြီဝယ်မယ်အမေရှီလောင်းတဲ့ဟာလည်းဝယ်အောင်မယ်ကွာအဲ့ဒါမှာပတ်စံကုန်ပြီ18ကျက်တဲ့ဒီပတ်စံ18ကျက်တဲ့ပေးကြအောင်18ကျက်တဲ့ပတ်စံမရှိတော့ဘူးနှုတ်ကနေဘယ်ပြောက်မပြောက်ပါနဲ့လို့အေးပေးကြပါ18ကျက်ပဲရှိတော့ဘာမှလုပ်လို့မရဘူးလို့ပေး strawberry ပေးပါကွာပေးကြပါပတ်စံနေမရှိလို့โอเคပေးကြပါမူးလဲ brother တို့ခဏကြည့်အောင်နော်နောက်ခဏလေး sprinkler ချရမယ် sprinkler စပါးတွေထွက်လာပြီ sprinkler နားလေးမှာလဲလေးမှာရကောင်းလေးရှည်ညှုပ်ပေးနေရောမင်းတို့ကောင်းလေးရောရှည်ငတ်နေမလားရောယူလိုက်ရောမင်းတို့ကောင်းအကုန်လုပ်ပေးမယ်မင်းတို့ကောင်းလေးလုံးဝအားမငယ်စင်းအောင်နော်မင်းတို့ကောင်းရှည်တဲ့လိုအပ်နေဆိုငါစီရရှည်တဲ့အကုန်ယူကားရမလို့နဲ့ငါသွားရောင်းမယ်ပတ်စံ3000လောက်လုံးစမ်းမှာ3000 4000လောက်အောင်းဝဲဘာတွေ stop ဖြစ်လဲဆိုပါဦးဒါမဲ့လေဒါလေးပဲကောင်းတယ် beetroot ပင်လေးစိုက်ဘူးရဘာလုပ်နေရလာဆက်စုနေမနော်ရှိုင်းမှာနော်ရှိုးရုံမလို့နဲ့ရှိုင်းမှာဘာလုပ်တာကျွန်တော်ကားတယ်ခုနတွေးလိုက်တယ်လို့ဟုတ်တယ်ဟိုရှီလူနေရဟုတ်တယ်ကောင်ရှီလူနေရ4မိနစ်တည်းတကောင်ရှီလောင်းပေါင်းနေလုပ်ပေးရတယ်ကောင်လေးโอเคနောက်နေ့ရှီဤဆက်အောင်ကျွန်တော်လောင်းဝိုင်းရရှေလောင်းဝိုင်းရမပေါ်ဘူးရှီသာလောင်းနေလုံးဝမပေါ်လိုင်းမကောင်းဘူးကူးမှာပဲကူးမှာပဲကောင်းလားမနေ့ဒီဘက်တောင်ရှယ်လောင်းအောင်မသိလားရှယ်ဆိုင်ရှယ်မျိုးပွားဟိုစပါးကြကြီးဟုတ်ပြီ harvest တော့လုံးလို့ရပြီမြန်လိုက်လားကောင်းလိုက်လား harvest တော့လုံးလို့ရပြီနော်စီထဲမှာတော့ဘာမှမရှိတော့ဘူးဆိုတော့ပေးကြကွာအကုန်ရောင်းမယ် harvest လုပ်မှာနင် floor ပုတ်တယ်မှာကျိုးစပါးလည်းမစိုးပါဘူးတော့လည်းသူတော့နော်โอเคကျိုးအကုန်ခူးမယ် let's go ရောင်ကြီးခူးလို့မရတော့ဘူးလားဟာခေါင်းနဲ့လာတက်ခေါင်းနဲ့လာတိုက်လိုက်ခေါင်းနဲ့လာတက်လိုက်နေရောသီးတီးနေပြီခူးလို့မရဘူးအေးပါကွာဟိုဘင်းနဲ့လည်းဒီကောင်နဲ့လည်းတီးတာမြန်ကြီးတာပြောနေမို့လို့တာပြောကြီးပဲကွာမာကြီးပြောဆိုရင်မာကြီးထွက်လာတာတီးလိုက်ဘဏ္ဍခါလောက်တော့တီးနေတယ်မသိဘဏ္ဍခါတော့တီးနေတယ်မသိငရုတ်ဘွားတီးခူးမယ်မို့တွေပြောင်းဘူးလို့မို့လို့ strawberry ဒီလိုအပင်နေရလေသိလားတခါဆက်ရင်တက်လုံးမယ်ဒီကောင်ကဘဏ္ဍတမနေကြီးတော့
ဝယ်မရမယ်ဟောတွားရောက်မယ်ဘယ်လောက်ရမလဲတွားရောက်မယ်3000 4000ကွာစပားလဲပါဆိုဤပေါ်4000ကြော်လောက်တော့ရမှာပေါ့4000တော့မဟုတ်6000တော့ရောက်6000တော့တသိန်းအောင်ပြေးတော့မယ်ဤပါကွာsquash โอเคဒီကောင်เนี่ยမရှိတော့ဘူးကွာကျွန်တော်စီးရှော့ထဲမှာချက်သွားကြည့်လိုက်โอเคစီးရှော့ကျွန်တော်စီးရှော့ထဲမှာလေရှော့တွေမရှိတော့ဘူးဆိုတော့ဒီနေ့မှလည်းကျွန်တော်ဒီတော်တော်များလဲကျွန်တော်တို့စိုက်ခဲ့တယ်ပေါ့နော်ဒီစပားတွေပါဆိုလဲဒါအစ်စ်ပေါ့ဒီကောင်တွေလဲစိုက်ခဲ့တယ်ပေါ့စိုက်ခဲ့တာမဟုတ်ဒီကောင်တွေကိုလဲကျွန်တော်ရှားခဲ့တယ်အရင်ပတ်တူးမှာတော့ဒီကောင်တွေကိုကျွန်တော်စိုက်ခဲ့တယ်ငပြောသီးတို့ပန်းသီးတို့လိမ္မော်သီးတို့ဘာလို့စိုက်ခဲ့တယ်အခုတော့လေအဲ့ဒါတွေလဲခူးပြီးပြီရောင်းတာလဲကျွန်တော်တော်တော်လေးရောင်းပြီနော်ကျွန်တော်အခုတော်တော်လေးရနေပြီဆိုဒီနေ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ချင်ပါအဲ့တော့အားလုံးပဲ bye bye